ကောင်လေးကတောင်ပေါ်မှာမတက်ရက်ပြီးတိုင်လုံးကြီးလိုဖြစ်နေတဲ့ဒီတောင်ကြီးကြောင့်နေထွက်တာမမြင်ရဘူးတောင်ကြီးနည်းနည်းလောက်ပုံမြင်ရင်ကောင်းမှာပဲလို့ညီးတွားလိုက်ပါတယ်ဒါပေမဲ့သူ့ရဲ့ရိုးရှင်းတဲ့စကားကနောက်တစ်ခါမှပဲတကယ်ဖြစ်လာပြီးတောင်ကြီးတစ်ခုလုံးနေရာကနေကျွတ်ထွက်ကမိုးတိမ်တွေထဲတန်းဝင်သွားပါတယ်နေထွက်တာကိုမြင်လိုက်ရတော့ဝမ်းသာအားရနဲ့ဆရာကိုပြလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဒီနေ့ကဆရာမွေးနေ့မှန်တရရသွားပါတယ်သူကမွေးနေ့ဆူတောင်းပေးပြီးအသက်ရှိဖို့ဆူတောင်းပေးခြင်းနေပါတယ်ဒါပေမဲ့ဆရာကချက်ချင်းပဲသူ့ပါဇက်ကိုအုပ်လိုက်ပါတယ်ဘာလို့လဲဆိုတော့ဒီကောင်လေးမှာငငယ်ကလေးကသူ့ပါဇက်ကပြောလိုက်တဲ့စကားတိုင်းတကယ်ဖြစ်လာတဲ့အံ့ဖွယ်စွမ်းရည်ရှိနေမှဆရာကသိနေလို့ပါကောင်လေးကတော့ဒီစွမ်းအားကြောင့်လုံးဝမသိပါဘူးအသက်200ရှိနေပြီဖြစ်တဲ့ဆရာကတာမန်ဆူတောင်းစကားလေးတစ်ခုကတော့သူ့အတွက်အသက်အန္တရာယ်ဖြစ်စေနိုင်မှန်းနားလည်နေပါတယ်ဒီလိုကြောက်ရွံ့မှုနဲ့ဖိအားတွေကနေလွတ်မြောက်ဖို့အတွက်ဆရာကသူ့ကိုတောင်းအောင်ဆင်းပြီးမိသားစုကိုရှာဖွေဖို့ဆေးလွတ်လိုက်ပါတယ်ကောင်လေးကဘာပညာမှမတက်မြောက်ထားဘူးလို့ထင်နေပြီးအောက်ကကဘာကြီးကအန္တရာယ်များမှဆိုလို့ကြောက်ရွံ့နေပါတယ်အဲ့ဒီအခါဆရာကတကယ်လို့လူဆိုးတွေနဲ့တွေ့ရင်မျက်လုံးကိုမိတ်ပြီးကြဲကြဲလောင်းလောင်းသာအော်လိုက်အရာအလုံးအဆင်ပြေသွားလိမ့်မယ်လို့မှာကြားပါတယ်ဒီလိုနဲ့ဆရာကသူ့ကိုအမှတ်သားတစ်ခုပေးပြီးတောင်ပေါ်ကနေနှုတ်ဆက်လိုက်ပါတယ်တောင်အောက်ရောက်တာနဲ့ကောင်လေးပိုင်ရမ်းစာလာပါတယ်လမ်းဘေးမှာထမင်းစားနေတဲ့အမျိုးသားတစ်ယောက်ကသူ့ကိုတနာသွားပါတယ်သူကချစ်ခင်စွာနဲ့အတူထိုင်စားဖို့ခေါ်လိုက်ပါတယ်ဒါပေမဲ့ကောင်လေးထမင်းမစားရသေးခင်မှာပဲလူမိုက်တစ်ဖွဲ့ရောက်ချလာပြီးစားပွဲတစ်ခုလုံးကိုမောက်ချပစ်လိုက်ပါတယ်သူတို့ကအဲ့ဒီနေရာရဲ့ပိုင်ဆိုင်မှုမှတ်ပုံတင်ကိုမပေးရင်ဒီနေရာကိုနောက်တစ်ခါချင်းမချနဲ့တော့လို့အဲ့ဒီအမျိုးသားကိုချင်းချောက်ကြပါတယ်ဒါပေမဲ့အမျိုးသားကအဲ့ဒီနေရာဟာသူ့ချစ်ရဲ့တင်ကြေတဲ့ဖြစ်တာမို့ဘလို့ချီနေနဲ့မှလက်လို့မခံနိုင်ဘူးလို့ပြက်ပြက်သားသားပြောလိုက်ပါတယ်စကားများလာတော့လူမိုက်ကောင်းဆောင်ကတိုက်ခိုက်ဖို့ရှေ့တိုးလာပါတယ်အားနေပေမဲ့လည်းအဲ့ဒီအမျိုးသားကကောင်လေးကိုကာကွယ်ဖို့အတွက်သူ့ရှိကနေမတက်ရက်ပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအနောက်ကနေကောင်လေးရဲ့ရိုးသားတဲ့အတန်လေးထွက်လာပါတယ်နားတွေညီးနေပြီလို့ပြောလိုက်တာနဲ့တပြိုင်နက်လူမိုက်တွေအားလုံးလေထဲလွင့်စင်သွားပြီးအဝေးကြီးကိုသွားကြကုန်ကြပါတယ်ကောင်လေးကိုယ်တိုင်လည်းအံ့ဩသွားပါတယ်ဒါပေမဲ့ရှေ့မှာရက်နေတဲ့အမျိုးသားကိုကြည့်ပြီးဒီမျိုးသားဟာလူတိုင်းကိုအနိုင်ယူလိုက်တဲ့စစ်တီတော်ကြီးပဲလို့ထင်သွားပါတယ်တကယ်တော့အဲ့ဓာတွေအားလုံးကကောင်လေးရဲ့မတိလိုက်တဲ့စွမ်းအားကြောင့်ဖြစ်သွားတာပါစကားပြောနေရင်နဲ့ကောင်လေးကမိသားစုအကြောင်းမင်းမြန်ပြီးသူ့ရဲ့အမတ်သားကိုထုတ်ပြပါတယ်အဲ့ဒါကိုမြင်တာနဲ့အမျိုးသားရဲ့မျက်နှာထားပြောင်းလဲသွားပြီးသူ့အိတ်ကထဲကအလားတူကြောက်စိမ့်ဆွဲပြားကိုထုတ်လိုက်ပါတယ်အမတ်သားနှစ်ခုကိုတိုက်ကြည့်လိုက်တာနဲ့ဒါဟာလုံခြုံရေးအတွက်တောင်ပေါ်ကိုပို့ထားခဲ့ဘူးတဲ့ဒါဖြစ်မှန်းသိလိုက်ရပါတယ်ဒါဖက်နှစ်ယောက်ရဲ့ပြန်လည်ဆုံတွေ့မှုကစိတ်လှုပ်ရှားစရာကောင်းလာပါတယ်ကောင်လေးကတော့သူ့ဖေကိုစွမ်းအားကြီးတဲ့သူရဲကောင်းလို့ပျော်ရွှင်စွာမှတ်ယူလိုက်ပါတယ်ဟိုဘက်မှာတော့မိသားစုရဲ့တခြားတိုင်းဝိုင်းကသူတို့လွတ်လိုက်တဲ့လူမိုက်တွေရှုံးနေသွားတာကိုသိလိုက်ရပါတယ်ဒါကြောင့်မျိုးနွယ်စုပြန်ပွဲကနေတဆင့်ပိုင်ဆိုင်မှုတွေကိုလူယူဖို့စီစဉ်ကြပါတယ်အိမ်ပြန်ရောက်တော့အမတွေကကောင်လေးကိုတောင်ပေါ်ပြန်ပို့ချင်ကြပါတယ်အမေကသူဟာတိုက်ခိုက်ဖို့မတင်တော့ဘူးလို့ပြောခဲ့ဘူးလို့ပါဒါပေမဲ့အဖေကတော့သူဟာအားလုံးကိုကယ်တင်နိုင်သူဖြစ်မယ်လို့အပြည့်အဝယုံကြည်ထားပါတယ်ပြန်ပွဲနေ့ရောက်တော့အမတွေရှုံးနေသွားကြပါတယ်နောက်ဆုံးမှာကောင်လေးကိုစင်ပေါ်လွတ်လိုက်ရပါတယ်သူကကြောက်ပြီးညှင်းဆန်ပေမဲ့အခြေအနေတွေကသူ့ကိုတိုက်ခိုက်ဖို့တွန်းအားပေးလာပါတယ်သူတိုက်ခိုက်လိုက်တာနဲ့ပြန်ဘက်ကအဝေးကြီးလွင့်စင်သွားပြီးအားလုံးမင်းသက်သွားကြပါတော့တယ်